ထားလိုက်တော့မြတ်စွာဘုရားကြွလာတယ်နတ်တွေခြံရံနေနဲ့လိုက်ပြီးတော့ပို့ဆောင်ကြတယ်သင်္ကတ္တနဂရမြို့သင်္ကတ္တနဂိုမြို့မှာမြတ်စွာဘုရားလူပြည်ကိုပြန်ပြီးတော့ကြွရောက်လာတယ်အဲ့ဒါလို့မြတ်စွာဘုရားလူလောကပြန်လီခြေချတဲ့အချိန်မှာဘုရားကိုပထမဆုံးရှ िख ိုးနှုတ်ဆက်ဖို့အခွင့်ရတဲ့ပုဂ္ဂိုလ်ကဘယ်သူလဲလို့ဆိုရင်ရှင်သာရိပုတ္တရာထင်ဒီကြားထဲမှာလဲရှင်သာရိပုတ္တရာဟာမြတ်စွာဘုရားထံကအဘိဓမ္မာတရားတွေကိုသင်ယူခဲ့တာဖြစ်တယ်ပေါ့နေ့စဉ်နဲ့အမျှလဲမြတ်စွာဘုရားနဲ့ရှင်သာရိပုတ္တရာတို့ဟာဆက်သွယ်မှုရှိနေကြတယ်လူပြည်ကိုပြန်လာတဲ့အချိန်မှာလည်းပဲပထမဆုံးခြေတော်ဆုံးကိုဥတိုက်ပြီးတော့ရှ िख ိုးခွင့်ရတာရှင်သာရိပုတ္တရာမထင်ဘူးဒီထဲမှာဝမ်းသာစရာကောင်းတာတော့ရှင်သာရိပုတ္တရာမထေရဥတိုက်ခွင့်ရတယ်လို့ပဲဒုတိယဥတိုက်ခွင့်ရသူကတော့အမျိုးသမီးဘိက္